ဘယ်နဲ့ဗျာဖယားမှုရှိတဲ့သံဃာတွေအားလုံးနဲ့တန်းလိုက်ကိုတယောက်တည်းလူပေါ့အခုတော့မဟုတ်တာသူများလိုက်မဲဆွဲတဲ့ယောက်ျားလာခဲ့ဒီတော့ငါဒီလိုလှူလိုက်မကွာဆိုပြီးတော့တရားနာပိတိုက်ရေးတထေးဖြစ်ပြီးများများကြီးလှူနိုင်ပါလေရဲ့ကနဲ့များများကြီးမလှူပဲနဲ့တင်မဲ့ပရိသတ်ဆံကိုလက်၃ချောင်းနဲ့နှိုက်ဘာလို့လက်၃ချောင်းနဲ့နှိုက်လက်၃ချောင်းနဲ့နှိုက်တော့ဆံထဲမှာကျွတ်တူကြောင်ချီရာလေးတွေလိုကြောင်လက်သေးလေးတွေလိုထင်သွားအဲ့ဒီအချိန်ကစပြီးသူ့နာမည်ဖြစ်တာဦးကြောင်လက်သေးဆိုလာတော့ဖြစ်ခိုးပါဤဗျာအနန္တ၅ပါးရှိခိုးပြီးတဲ့နောက်ဒီကနေ့1338ခုတဇောင်မုံလာဇန်ဘယ်နှစ်ရက်နေ15ရက်လကြီးနေအမတန်ထူးမြတ်တဲ့နေ့ကြီးပေါ့ဒီနေ့အမတန်ထူးမြတ်တဲ့နေ့ကြီးပေါ့ဆံတော်ဘုရားကုန်းတော်ပေါ်မှာရွှေဆန်းတော်ခေါ်ဘကဥက္ကဋ္ဌနဲ့တကွလူကြီးမင်းများပြင့်လျောက်ခြင်းအရာနေ့စဉ်အခုနှစ်ညမြောင်နေထူးနှစ်မြတ်ကြီးဆိုတော့ဘုန်းကြီးတို့ကနေထူးနှစ်မြတ်မှာပို့ပြီးတော့ကျေးဇူးရှိလာတဲ့တရားနာပိဋကကြီးကိုဘုရားဟောကြားငံတွေကထုတ်နှုတ်ပြီးသိသလောက်လေးနဲ့ပြန်ဖောက်တယ်ချရဒီနေ့သတင်းလေးဖြစ်ပါတယ်သတင်းကဘုန်းကြီးတို့၃မျိုးရှိပြည့်စုံဘယ်နှမျိုးတို့၃မျိုးပါဗျာနောက်ကလက်ချိုးပြီဆိုသားမှာ8ရက်သတင်းကတစ်မျိုး8ရက်သတင်းကတစ်မျိုး14ရက်သတင်းကတစ်မျိုး14ရက်သတင်းကတစ်မျိုး15ရက်သတင်းကတစ်မျိုး15ရက်သတင်းကတစ်မျိုးဘယ်နှမျိုးတို့၃မျိုးပါဗျာပြန်ပြောကြည့်သားမှာ8ရက်သတင်းကတစ်မျိုး14ရက်သတင်းကတစ်မျိုး15ရက်သတင်းကတစ်မျိုး8ရက်သတင်းလို့ဆိုတာကဘုန်းကြီးတို့လဆန်း8ရက်လစုပ်8ရက်ကိုခေါ်ပါတယ်8ရက်သတင်းဆိုတာဘယ်ရက်တည်းလစုပ်ရှိရအထင်ကသီလစောင့်ရတဲ့ရက်14ရက်သတင်းဆိုတာစတုဒ္ဒတိခေါ်တဲ့ရက်မစုံတဲ့လကွယ်သတင်းလေးတွေကိုပေါ်ပါတယ်14ရက်သတင်းဆိုတာဘာလို့မေးလကွယ်သတင်းလေးတွေပါဗျာရက်မစုံလကွယ်သတင်းလေးတွေပါဗျာပြည့်စုံအောင်ပြောလိုက်14ရက်သတင်းဆိုတာဘယ်လိုသတင်းလဲရက်မစုံလကွယ်သတင်းလေးပါဗျာ15ရက်သတင်းဆိုတာဘာလဲမင်းလက်ပြီးမှန်သမျှနဲ့ရက်စုံလကွယ်သတင်းတွေပါဗျာပြီးတော့15ရက်သတင်းဆိုတာဘာပါလဲလက်ပြီးမှန်သမျှနဲ့ရက်စုံလကွယ်နေပါဗျာပြီးတော့လက်ပြီးသတင်းဆိုတာကတော့15ရက်ကြီးပြည့်တယ်ဆိုတာသိပြီးသားမဟုတ်လားရက်စုံလကွယ်ဆိုတဲ့ရက်ပေါင်း30ပြည့်တဲ့လကြတော့15ရက်ကွယ်တယ်ရက်မစုံတဲ့လကြတော့14ရက်ကွယ်တယ်အဲဒီ14ရက်သတင်းဆိုတာကကျွတ်တို့ရက်မစုံလကွယ်15ရက်သတင်းဆိုတာလဒီနေ့မှန်သမျှနဲ့ရက်စုံလကွယ်နေပါဗျာ15ရက်သတင်းဆိုတာဘာလို့ပြည့်စုံအောင်ပြောစမ်းပါလဒီနေ့မှန်သမျှနဲ့ရက်စုံလကွယ်နေပါဗျာပြောကြည့်စမ်းဇန်ကဲနော်လာပြီနဲ့ရက်စွန်ဘာဖြစ်မှမသိဘူးကြောင်တိကြောင်တဲ့နဲ့မြတ်တို့တဲတတိကြောင်နဲ့ကောင်းတဲ့အတန်လေးတွေထွက်ရမှာအားရပါရကြီးထွက်ပါမှားတော့ရောရတာမှမဟုတ်ပဲဒီကနေ့ဒီအင်မတန်ထူးမြတ်တဲ့နေ့ဒီကိစ္စနဲ့ပတ်သက်ပြီးဘုန်းကြီးဟောခဲ့ဘူးပါတယ်နဲ့တူပါရဲ့ကိုင်းဆိုကြည့်စမ်းပါ8ရက်မှ4ပါအမ8ရက်မှ4ပါ14မှတ်သားလေးဗျာ14မှတ်သားလေးဗျာ15ကျန်တာလေးဗျာလေ15ကျန်တာလေးဗျာလေဟေးငါလည်းတော့ကြိုက်တယ်ကွာရောက်
ငါနဲ့တို့ကြိုက်တာလည်းမအောင်မနဲ့ဟဲ့အခုရွှေလင်းစီတရားတော်ရန်ကုန်ဖွင့်လိုက်တော့ကြလားမာမအေးလားကြီးလားမေးဟဲ့ငါမြောက်တာမဟုတ်ဘူးပြီးတော့အတန်တူတာတယောက်ရှိသေးတယ်မင်းသမီးတယောက်ဘယ်သူတဲ့ကွရီသန့်လားတဲ့ငါအမဲခံရလို့ပြောတာပါတို့တောင်ငူမြို့ကတရားတော်အဖွဲ့ဆိုတာတောင်ငူမြို့ရဲ့ခုံကျက်တည်းနောက်ပြီးတော့တဖန်ပြန်ကြည့်လိုက်ပြန်တော့လေသင်္ကန်းသချင်းတွေကိုဆိုထားတာအခုတရားပွဲတဲ့ဘုန်းကြီးကဖွင့်ဒီပြင်သချင်းမဖွင့်ဘူးသင်္ကန်းသချင်းကြီးပဲဖွင့်တောင်ငူမြို့တော်ကနှိုးဆော်လိုက်ပါတဲ့စေတနာမှန်မှဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့တောင်ငူမြို့မှာအဆိုတော်တွေရှိသလားအဆိုတော်ရဲ့လို့တော့ရန်ကုန်မြို့ကဆိုးနေကြတဲ့လူတွေလို့မဟုတ်ပါဘူးဝါရဏအလျောက်သာသနာရေးမှာအပိအမြောက်ပြုပြီးတော့ရွှေနှင်းစီဆေးလိတ်ခုံကတီတောင်ပြီးတော့ရွှေနှင်းစီတီးဝိုင်းအဆိုတော်ဖွဲ့ဆိုပြီးသူတို့တရားတောင်းထားတဲ့ကိစ္စ၎င်းတော့သချင်းကလည်းသူတို့ဆိုထားတာပါလို့ဘုန်းကြီးကြီးညာပြီးတရားပွဲတိုင်းတောင်ငူမြို့ရဲ့ခုံကျက်တည်းတွေဒါဘုန်းကြီးလည်းခုံခေါ်နေရတယ်တရားနာပိဋကရှေ့မမြောက်ပြောနေတာမဟုတ်ပါဘူးဒါကြောင့်တရားနာပိဋကရေခွန်းနဲ့ကဆိုတဲ့အတန်ကလေးနဲ့ပတ်သက်ပြီးတော့ထွက်သွားတဲ့စကားပျောက်သွားရောဗါတဲ့ဆိုလိုက်ဆမ်းမ15ကျန်နာလေးပြန်ငယ်အော်15ခါကျနာလေးပြန်ငယ်ငါလည်းတော့ကောင်းတယ်ပြီးတော့ဆိုလိုက်ဆမ်းမကိုယ်တိုင်ကိုယ်ဆင်းနေပါလေလေဟဲ့လှုပ်သွားလိုက်ငါဆောင်နေနဲ့ဘုန်းကြီးအကုန်ဆိုမကောင်းလို့နောက်ကလူကြီးတွေကသူတို့မဆိုကောင်းတဲ့အတိုင်းသေချာစောင့်ကြည့်အကုန်ဆိုရပါမှာပေါ့အကုန်ခိုင်းတာပါဟဲ့ဒီတော့ကောင်းပြီတရားနာပြေးသားရှင်းရတဲ့ရင်းတွေမှာနမင်းကြီး၄ပါးရဲ့ကျွန်းအမတ်ကြီးတွေစရင်ကောက်ရမစုံလာကွယ်စတုတ်တတ်တိခေါ်တဲ့14ရက်နေ့သတင်းတွေမှာနမင်းကြီး၄ပါးရဲ့သားကြီး၄ယောက်စရင်ကောက်လက်ဒီမှန်သမျှနဲ့ရက်စုံလာကွယ်သတင်းတွေမှာနမင်းကြီး၄ပါးကိုယ်တိုင်ရှင်းဒီနေ့ရဲ့မြည်သူမြည်ဝဥပုသ်ဆောင်တဲ့မြည်သူမြည်ဝဥပုသ်မဆောင်ဘူးမြည်သူမြည်ဝဒါနပြုတဲ့မြည်သူမြည်ဝဒါနမပြုဘူးမြည်သူမြည်ဝတရားနာတဲ့မြည်သူမြည်ဝတရားမနာဘူးမြည်သူမြည်ဝမိဘဆရာသမားယူသေးတယ်မြည်သူမြည်ဝမိဘဆရာသမားမယူသေးဘူးအဲ့ဒီစရင်တွေကိုကောက်ပြီးတော့ကျွတ်တို့ပြင်စသိန်ခကနေမာတလိကနေတရားဆက်လူပြည်လူရွာမှာယခုလိုတရားနာတဲ့ပုဂ္ဂိုလ်တွေများနေရင်တရင်သီလဆောက်တည်တဲ့ပုဂ္ဂိုလ်တွေများနေရင်လှူဒန်းတဲ့ပုဂ္ဂိုလ်တွေများနေရင်မိဘဆရာသမားလူကျွေးတဲ့ပုဂ္ဂိုလ်တွေများနေရင်တရားမင်းဝမ်းမြောက်တရားနာတဲ့လူတွေနည်းနေမယ်တရင်သီလဆောက်တည်တဲ့ပုဂ္ဂိုလ်တွေနည်းနေမယ်လှူဒန်းတဲ့ပုဂ္ဂိုလ်တွေနည်းနေမယ်မိဘဆရာသမားယူသေးတဲ့လူတွေနည်းနေမယ်ဆိုရင်တရားမင်းမျက်နှာညှိုးနိုင်ရသူကတိတကားပိတ်ပြီးတော့အပယ်လေးပါးတကားပွင့်ပါပေါ့လားတရားမင်းမျက်နှာညှို့သူတော်ကောင်းတွေများလာရင်တရားမင်းကစာကိုကြည့်စရင်ကိုကြည့်ပြီးတော့ဖတ်လိုက်တဲ့အတန်ဒီစัจ java လာတိုက်တဲ့တောင်းလုံးကြားဝမ်းမြောက်ဝမ်းသာရည်လိုက်တဲ့အတန်ဒီစัจ java လာတိုက်တဲ့တောင်းလုံးကြားနတ်ပြည်တစ်ပြည်လုံးကြားသာဓုခေါ်တဲ့အတန်ဒီနတ်ပြည်တစ်ပြည်လုံးကြားဒါဒီလားလို့ဆိုတော့မဟုတ်ဘူးတရားမင်းကလူပြလှမ်းပြီးတော့ရှ िख ိုးသူတော်ကောင်းတွေကိုရှ िख ိုးတာနတ်သားတွေကမေးတယ်အရှင်တရားမင်းနဲ့ဘသူရှ िख ိုးတာတော့တဲ့လူတွေကလူတွေရှ िख ိုးတာကိုအောက်ကနေနေတဲ့လူတွေကိုတရားမင်းဘယ်နဲ့ကြောင့်ရှ िख ိုးတာတော့အမောင်နတ်သားတို့တဲ့ငါဒီလူယုံမာတွေကိုရှ िख ိုးသည်မဟုတ်တရားနာတဲ့သူတွေဘုရားဝေယဝိဆံလုပ်တဲ့ပုဂ္ဂိုလ်တွေတရင်သီလဆောက်တည်တဲ့ပုဂ္ဂိုလ်တွေလှူတဲ့တန်းတဲ့ပုဂ္ဂိုလ်တွေမိဘဆရာသမားယူသေးတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီသူတော်ကောင်းတွေကိုငါရှ िख ိုးတာဟဲ့အဲ့ဒီတော့မှနတ်ပြည်တစ်ပြည်လုံးရှိသမျှနတ်တွေဟာတရားနာပြီးသားမနေနိုင်မဲနဲ့လူပြည်ကိုဟောနတ်ပြည်တစ်ပြည်လုံးကလှမ်းရှ िख ိုးတဲ့နေ့မြို့ဒီနေ့ကဘဝင်မြင့်ညံလည်းမြင့်လိုက်ဦးနတ်ပြည်တစ်ပြည်လုံးတို့ရှ िख ိုးတဲ့နေ့ကိုဒါကြောင့်သူတော်ကောင်းတွေကိုနတ်ပြည်တစ်ပြည်လုံးရှ िख ိုး
ခမရတို့စရင်နေဒီကနေ့နတ်မင်းကြီးလေးပါကိုယ်တိုင်ကောက်တဲ့စရင်ထဲမှာပါပြီးတော့တရားမင်းထံကိုခမရတို့ကျွတ်တို့စရင်ပေးတဲ့နေဒီတိုင်းပြောရင်လွယ်မလားပြိဿကြီးမလွယ်ဘူးပြိဿဒါကြောင့်ကြိုးစားပြီးတော့ဒီကနေ့လိုနေဒူးနေမြကြီးများပျော်ပွဲရွှင်ပွဲမကောင်းတဲ့အလုပ်တွေဖြုတ်ပြီးတော့ဘုရားမိန့်တော်မူတဲ့တရားတော်တွေကိုနာကြသဖြင့်ကျွတ်တို့လည်းဒီကနေ့အားရပါတယ်။ဒါဖြင့်ဒီကနေ့တော့နည်းနည်းလေးဇတ်ထုတ်တထုတ်ရှိပိုင်းကခေါ်လိုက်ကြအောင်စို့ဒီကနေ့ဘုန်းကြီးဟောမဲ့ဇတ်ထုတ်ကမိုက်မှောင်တွေစဲကြောင်လက်သေးဆိုတဲ့တရားကိုဟောနာဘူးသလားတော့မသိဧကနာဘူးသလားနာပါဗျာမိုက်မှောင်တွေစဲကြောင်လက်သေးပါတယ်လို့မိုက်မှောင်တွေစဲဆိုတာအမိုက်တရားတွေစဲသွားတယ်ပြတ်သွားတယ်ကွာသွားတယ်ပြုတ်သွားတယ်ဒါဒီလိုအဓိပ္ပာယ်ရကြောင်လက်သေးဆိုတာကတော့အခုပြောလို့မဖြစ်ဘူးဇတ်လန်းထဲမှာတဖြည်းဖြည်းပေါ်လာလိုက်ကျွတ်တို့သုံးလောကထိုထားသဖြင့်မြတ်စွာဘုရားသခင်ကိုတော်မြတ်သည်သာဝတိပြေမွန်ဇေရဝံကျောင်းတော်မှာတရင်သုံးတော်မူစဉ်အခါမဟာဝါမြင့်ကြီးထာကိုညတ်သာနမန္တံအာဂမိတ်တတိအစရှိသဖြင့်ကြောင်လက်သေးလို့ခေါ်တဲ့တထေးကြီးတူကိုအကြောင်းပြုပြီးတော့ဟောပါတယ်ဗျာကြောင်လက်သေးလို့လည်းခေါ်လို့ရတယ်ကြောင်ချေရာလို့လည်းခေါ်လို့ရဥကြောင်လက်သေးဥကြောင်ချေရာခေါ်လို့ရဘာလို့လို့သူ့ကိုဥကြောင်လက်သေးဥကြောင်ချေရာလို့ခေါ်တယ်လဲဆိုတာနည်းနည်းလေးဇက်ကြောင်းစထားသာဝတိမြို့မှာတရားနာပြီးသားမြတ်စွာဘုရားကိုတော်မြတ်သည်လှူကြတန်းကြသောအလှတကအလှအမဆန်းတကဆောင်းအမတွေနဲ့ပတ်သက်ပြီးတော့ဘုရားကိုတော်မြတ်ဟောကြားတော်မူတာကခမည်းတော်ကိုကျုပ်ဟောအရင်တရားပွဲတိုင်းဖြတ်ထိုးကလေးခေါ်ခဲ့တယ်ဇာလန်းမပါဘူးဖြတ်ထိုးကလေးခေါ်ခဲ့ဘူးကဲဘုရားကိုတော်မြတ်ဟောပုံကိုကျုပ်လှူတဲ့ပုဂ္ဂိုလ်၄မျိုးခွဲပြီးနည်းနည်းလေးပြန်ပြောကြအောင်စို့နာပြီးသားပဲမယ်လို့ပြန်မှတ်ကြဆိုကြပြိဿနောက်ကကိုယ်တိုင်လည်းလှူသည်သူများကိုလည်းအလှူခိုင်းသည်လက်တစ်ချောင်းချိုးတာနံပါတ်1လှူတဲ့ပုဂ္ဂိုလ်အရင်လည်းဟောဖို့ပါတယ်ဒါကဇတ်ထုံးနဲ့တွဲဟောအရင်ဖြတ်ထိုးပြောလာတယ်ဇတ်ထုံးမပါဘူးနောက်တစ်ခုဆိုကြကိုယ်တိုင်တော့လှူသည်သူများကိုတော့အလှူမခိုင်းပါကိုယ်တိုင်တော့လှူသည်သူများကိုတော့အလှူမခိုင်းပါဘယ်နှယောက်ရှိ2ယောက်ပါဗျာသူများကိုတော့အလှူခိုင်းသည်ကိုယ်တိုင်တော့မလှူပါသူများကိုတော့အလှူခိုင်းသည်ကိုယ်တိုင်တော့မလှူပါဘယ်နှယောက်ရှိ3ယောက်ပါဗျာကိုယ်တိုင်လည်းမလှူပါသူများကိုလည်းအလှူမခိုင်းပါလူတဲ့ပုဂ္ဂိုလ်ပဲနှမျိုးတို့၄မျိုးပါဗျာ၄မျိုးမှတ်မိပါလားမှတ်မိသွားရင်အဓိပ္ပာယ်ပြောကြစို့နံပါတ်1လူမျိုးကကိုယ်တိုင်နဲ့လှူတယ်သူများနဲ့ခိုင်းကိုယ်တိုင်လှူလို့ပစ္စည်းချမ်းသာသည်သူများအလှူခိုင်းလို့လဲသာသမီအချွေရံတွေကပေါ်သည်သာသမီအချွေရံပေါ်သလောက်လဲကိုယ်တိုင်လှူလို့ချမ်းသာသဖြင့်ကျွေးနိုင်သည်ကျွေးနိုင်တဲ့လောက်လဲစားမဲ့လူတွေရှိတယ်စားမဲ့လူတွေရှိတဲ့လောက်လဲကျွေးနိုင်တယ်ตายရတာပေါ့လူလောကကြီးအင်မတန်စိတ်ချမ်းသာစရာကောင်းတဲ့ပုဂ္ဂိုလ်မျိုးပေါ့နံပါတ်1အကောင်းဆုံးကိုယ်တိုင်လူလို့ပစ္စည်းချမ်းသာတယ်သူများခိုင်းလို့သားသမီးချွေရနေပေါ့နံပါတ်2နားထောင်ကြည့်ကိုယ်တိုင်တော့လူတယ်သူများမခိုင်းဘူးကိုယ်တိုင်လူလို့ပစ္စည်းတော့ချမ်းသာပါရဲ့သူများအလှမခိုင်းလို့သာသမီအချွေရမရှိရှိရလားရှိပါဘူးဗျာသုံးစင်တိုက်ကြီးဆောက်တန်တကားကြီးပိတ်ထားပေမဲ့လင်မယား2ယောက်တည်းတစ်ဆိတ်ချောင်းမှတောင်ကြောက်ရပစ္စည်းတော့ချမ်းသာသူများမခိုင်းလို့သာသမီချွေရမရှိဘူးသာသမီရရှင်လုံးလို့ညောင်ပင်အောက်သွားသားခဏသားစုတော့ကံကောင်းလို့ညောင်ခိုင်းပြီမသိရဘူးသာသမီကိုမရှိလို့သူများသားသမီးခေါ်မွေးစားကိုလက်ထဲတော့ကမာတာထောင်လို့ကိုလက်ထဲကျရှူနာရှိုက်ကိုမဆန်တဲ့လို့ဆေးလိုက်ပေါ့သေးတာပဲ
လှူတဲ့ဒါနကြောင့်နော်တေချာမှတ်သွားကြသူလည်းဟန်မကြလှဘူးကိုယ်တိုင်လူလို့ပစ္စည်းချမ်းသာတယ်သူများမခံလို့သားသမီးချွေရမရှိဘူးနံပါတ်2ပြီးစီပေါ့နံပါတ်3ကြတော့သူများကိုတော့အလှခိုင်းတယ်ကိုယ်တိုင်မလှူသူများအလှခိုင်းလို့သားသမီးတွေကတော့ပေါ်ပါရဲ့သားသမီးချွေရန်ပေါ်ပြီမဲ့ကိုယ်တိုင်မလှူလို့စားစရာကမရှိဟန်မကြဘူးစားစရာမရှိပါဘူးလို့ဆိုမှဒီသားသမီးတွေကတဖြုတ်ဖြုတ်ဘယ်လမ်းရပြစ်ထားလို့မှလည်းမသေးဘယ်အတီးပြီးမှလည်းဝင်မဆောင်အကျိုးပေးတာဒီထက်တရားနာပြည်သားသားသမီးတွေကများစားစရာမရှိတော့ကလေးတွေကျိန်ဆဲတဲ့ကိုဒါနကိုပြန်မကြည့်ဒီတော့တည်ရင်းဆိုလဲသေကုန်မှာဒီကလေးကဓမ္မခါရနဲ့ဝါတော့မဟုတ်စားမရှိဘူးလားဟောမချဘူးနော်ဒါတော့တရားနာပြည်သားကြီးသူများခိုင်းလို့သာသမီချွေရန်တော့ပေါ်ပါရဲ့ကိုယ်တိုင်မလှူလို့စားစရာကမရှိဆင်းရဲလှပါပြီနံပါတ်3လည်းသိမဟန်ဘူးနံပါတ်4ကြတော့ပူဆိုးသွားကိုယ်တိုင်လည်းမလှူသူများကိုလည်းမခိုင်းကိုယ်တိုင်မလှူလို့ပစ္စည်းကမချမ်းသာသူများမခိုင်းလို့လည်းသာသမီချွေရန်ကမရှိအထီးချံဘဝနဲ့တယောက်ထီးအဲ့ဒါမျိုးတွေဘယ်မှာများပေါ်တော့ဆိုမဟာမြတ်မုနိဘုရားကြီးမြောက်မုံပါလေချွင်ခောက်ဆိုတာလေအဆိုးဆုံးဒီတော့ဘုရားကြီးနည်းနည်းမေးရအောင်လှူတဲ့ပုဂ္ဂိုလ်၄မျိုးထဲမှာနံပါတ်1ရဲ့2ရဲ့3ရဲ့4ရဲ့ဘယ်နံပါတ်ကြိုက်တော့မပြောတဲ့လူတွေနံပါတ်4များမှန်သလားကြောင်ခိုးတဲ့လူတွေအငိုက်ရရကဲအဲ့ဒီတရားကိုမြတ်စွာဘုရားဟောတော်မူတယ်ပြိဿအဲ့ဒီတရားကိုမြတ်စွာဘုရားဟောတော်မူတဲ့အချိန်ခါမှာပညာရှိတဲ့လူတစ်ယောက်ကဟာတဲခံကြပါလားကိုယ်တိုင်လှူမှမဟုတ်သူများခိုင်းတဲ့ကျေးဇူးကလည်းတဲများပါလားသူများခိုင်းတဲ့ကျေးဇူးကလည်းအမတန်များတယ်ဟန်ကြပြီငါဒီသူများခိုင်းတဲ့နိဗ္ဗာန်ဇော်ကြီးတယောက်လှုပ်ပြီးတော့ဘုံစွမ်းကြီးလောင်းလိုက်ချင်ပါပြီပညာရှိတယောက်အကြံနေပေါ်လာတော့မြတ်စွာဘုရားကိုတော်မြတ်ကြီးတရားဟောပြီးလို့ပိဋကတ်တွေအားလုံးရဲ့ရှေ့မှောက်မှာမြတ်စွာဘုရားတဲ့ပဏ္ဏဖြင်ကဘုရားတပည့်တော်တို့အိမ်တို့ဘုရားတပည့်တော်အိမ်ရှိမှာအရှင်ဘုရားဘုန်းတော်6ပါးသခင်ဘုရားရှင်ကိုတော်မြတ်ကြီးနဲ့တကွတန်ဃာတော်အရှင်မြတ်များဆုံးခံရကြွတော်မူပါဘုရားလို့တောက်လျှောက်တော့ဘုရားကိုတော်မြတ်ကဟဲ့တကားတော့ငါဘုရားအမှုထားပြီးတော့သင်တန်ဃာဘယ်နှပါအလိုရှိတယ်မှန်လားပါဗျာတပည့်တော်အလိုရှိတာတော့မြတ်စွာဘုရားရဲ့တပည့်တန်ဃာတွေအကုန်လုံးပဲအလိုရှိပါဗျာအများကြီးတာဝန်ယူလိုက်သူတစ်ပါးတည်းတတ်နိုင်မလားလို့ဆိုတော့သူတယောက်တည်းတတ်နိုင်မလားလို့ဆိုတော့မတတ်နိုင်သူတယောက်တည်းမတတ်နိုင်ပေမဲ့လို့သူကသူများခိုင်းရင်လည်းအလှူဒါနကျေးဇူးရှိတယ်ဆိုတာသိလို့ဒီအကြံကြီးပေါ်ပြီးတော့ဘုရားလျှောက်မြတ်စွာဘုရားတုန်နိဗ္ဗာန်ဝေစိတ်နေတော့နောက်ပါတန်ကအားလုံးနဲ့ငါဘုရားကြွမယ်ဆိုတာဝန်ခံရရောက်ပါတော့ကြောင့်ပြေးပြန်သွားညကြတော့ညချမ်းခါကြတော့မြို့ထဲကိုလှည့်တော့တာပဲပြိတ္တတောင်ဝတိမြို့ထဲအိုးမိခင်တို့အိုးဖခင်တို့မနေ့ဖြင်းကမနေ့ကျွန်တော်ဤအိမ်ရှိမှာဘုန်းတော်6ပါးသခင်ဘုရားရှင်ကိုတော်မြတ်ကြီးနဲ့တကွနောက်ပါတန်ခါအားလုံးကြွလာတော်မူကြပါလိမ့်မယ်အဲ့ဒီချိန်ခါမှာကျွန်တော်တို့ဘုံစွမ်းလောင်းခြင်းလို့တိုင်းလူပြည်သားလူများတို့ခင်ဗျာမိမိတို့တတ်နိုင်သမျှလူတော်မူကြပါမိမိတို့တတ်နိုင်သမျှလောင်းတော်မူကြပါစွမ်းစံဖြစ်စေပဲဖြစ်စေစီးဖြစ်စေဆားဖြစ်စေမိမိတို့တတ်နိုင်တဲ့ဘက်ကငရုတ်ပြီးဖြစ်စေပဲနောက်ဖြစ်စေအဆရှိသဖြင့်လူတော်မူကြပါခင်ဗျာကျွန်တော်လေးပါတော်ပြုပါတယ်ခင်ဗျာမနေ့ဖြင့်ကကျွန်တော်တို့ကိုစီကိုငါလှူကြတန်းကြဖို့ကိစ္စဒီကနေ့ကစပြီးတိုက်တွန်းနှိုးဆော်၍အလှူခံပါတယ်ခင်ဗျာအဲ့ဒါလို့ကြီးညာလိုက်တော့တထေးတယောက်ကကြည်စမ်းလူဘာဝလူတွေကိုလူပါလားခါပဲလေဗျာဖယားမှုရှိတဲ့သံဃာတွေအားလုံးနဲ့
လိုက်ကိုတယောက်တည်းလူပေါ့အခုတော့မဟုတ်တာသူများလိုက်မဲဆွဲတဲ့ယောက်ျားလာခဲ့ဒီတော့ငါဒီလိုလှူလိုက်မကွာဆိုပြီးတော့တရားနာပိတိုက်ရေးတထေးဖြစ်ပြီးများကြီးလှူနိုင်ပါလေရဲ့ကနဲ့များကြီးမလှူပဲနဲ့တင်မဲ့ပရိသတ်ဆံကိုလက်သုံးချောင်းနဲ့နှိုက်ဘာလို့လက်သုံးချောင်းနဲ့နှိုက်လက်သုံးချောင်းနဲ့နှိုက်တော့ဆံထဲမှာကျွတ်တူကြောင်ချီရလေးတွေလူကြောင်လက်သေးလေးတွေလူထင်သွားအဲ့ဒီအချိန်ကစပြီးသူ့နာမည်ဖြစ်တာဦးကြောင်လက်သေးဒီကကြောင်လက်သေးဆိုတာသဘောပေါက်မလားဘီလာလပရကမြန်မာလိုပြန်လိုက်တော့ကြောင်ချီရကြောင်လက်သေးချီရနဲ့တူအောင်နဲလေးလှူတဲ့တထေးလို့ဒီလိုခေါ်တယ်အဲ့ဒီလိုကြောင်လက်သေးရလေးလို့ဖြစ်အောင်လက်သုံးချောင်းနဲ့နှိုက်ပြီးတော့လှူတယ်ထောပါတင်လဲတဲ့စီတွေလှူတဲ့အခါကျပြန်တော့လေတရားနာပိဋကတောင်းကိုလေတောင်းတောက်ကအပေါက်ဖောက်ပြီးတော့အပေါက်သေးလေးဖောက်ပြီးအဲ့ဒီအပေါက်ကယူကြတဲ့စီကလေးပဲသူလှူတယ်အဲ့ဒီလိုလှူလိုက်တော့ကျွတ်တို့ပညာရှိယောက်ျားနိဗ္ဗာန်စော်ကတဘာသောသူတွေလှူတဲ့ဆံကိုတပေါင်းနဲ့ပြုတဘာသောသူတွေလှူတဲ့စီကိုတပေါင်းနဲ့ပြုတဘာသောသူတွေလှူတဲ့ပဲကိုတပေါင်းနဲ့အကုန်လုံးစုပြီးတော့ရော့အဲ့ဒီတထေးလှူတဲ့ဆံတွေစီတွေပဲတွေကြတော့သီးခြားတရားနာပိဋကကျူသွားအဲ့ဒီနေရာမှာတထေးကစိတ်ရိုင်းစိတ်မိုက်တွေမွေးလာကြည်စမ်းတမျိုးလုံးလှူတဲ့ဆံတွေကိုသူအကုန်ပေါင်းတယ်ငါဆံကြတော့သူခွဲထားတယ်တမျိုးလုံးလှူတဲ့ပဲတွေအကုန်ပေါင်းတယ်တမျိုးလုံးလှူတဲ့စီတွေအကုန်ပေါင်းတယ်ငါပဲတွေစီတွေကြတော့သူခွဲထားတယ်ဒီယောက်ျားဘာမှမဟုတ်ဘူးငါ့ကိုလူတို့ပြိတ္တအလဲခေါင်းမှာသူငါ့နာမည်ထုတ်ပြီးအဆက်ခွဲမလို့စိတ်ရိုင်းစိတ်မိုက်တွေမွေးလာပြီပြိတ္တရှိကြစေအောင်တော့ဟဲ့ကျွယောက်ျားသွားလိုက်ကြည့်ငါရဲ့အပေါ်မှာမကောင်းတဲ့စိတ်ယုံမှနဲ့များငါ့နာမည်ထုတ်ပြောရင်တော့တွေ့ကြသေးတာပေါ့လိုက်ကြည့်စမ်းလိုက်ကြည့်ဆိုတော့ပညာရှိတဲ့ဟိုနိဗ္ဗာန်စောကလည်းတရားနာပိဋကရေတပါးသောပုဂ္ဂိုလ်တွေရဲ့ဆံနေနဲ့အကုန်လုံးချက်ပြုတ်ပြီးတဲ့အချိန်ခါမှာတရားနာပိဋကသူ့ပဲတွေနှမ်းတွေစီတွေကိုတပါးသောပုဂ္ဂိုလ်တွေအတွက်ချက်တဲ့အထက်မှာအကုန်လုံးနည်းနည်းလေးစီရှောက်တဲ့အလုံးသူကုသိုလ်ရအောင်တဲ့များစွာကုသိုလ်ရအောင်အဲ့ကျွယောက်ျားကပြန်တော့ပြောတယ်တထေးမင်းတဲ့အရှင်တထေးမင်းရဲ့စီရီဆန်ဒီပဲတွေကိုသွန်မပစ်ဖဲနဲ့လေတပါးသောသူတွေရဲ့အထက်မှာအကုန်လုံးဖြမ်းမြခြင်းနဲ့အကုန်ရှောက်ပြီးတော့ဖြူပါတယ်ထဲပါတယ်ဆမ်းပါတယ်ဖြူတာထဲတာဆမ်းတာတော့ဟုတ်ပြီနေအောင်ဆမ်းလောင်းတဲ့နေ့ကြတော့ငါနာမည်ထုတ်ပြီးတော့များငါရဲ့ကျေးဇူးမဲ့စကားတွေကိုဒင်းပြောခဲ့ရင်ဟေးဒီလာလာပရကတဲ့ကွာမင်းကငါသိအောင်တတ်မယ်ဆိုပြီးတော့ပဆိုးလေးဓာတ်ထဲ့သွားတာကိုပြိဿဓာတ်ထဲ့သွားတာပြိဿအဲ့ဒီလိုပဆိုးလေးဓာတ်ထဲ့ပြီးတော့သွားလိုက်တာမြတ်စွာဘုရားကိုရောမြတ်ကြီးနဲ့တန်ဃာတော်အရှင်မြတ်တွေကြွလာတော့ခါမြတ်စွာဘုရားအလူခံတော်မူပါဗျာဒီသာဖြစ်တဲ့သံဃာတော်ရှင်မြတ်တွေကိုလည်းလက်ကိုချီမိုးရှိခိုးတော်လို့အလူခံတော်မူကြပါဗျာဘုံလောင်းပိဋကအဲ့ဒီတုန်းကစပေါ်တာနဲ့တူပါရဲ့အခုခေတ်လည်းစုပြီးရက်ွက်တွေမှာပိဋကကြီးဘုံလောင်းမလောင်းကြဘူးလားအဲ့ဒီတုန်းကအတူယူထားတာနဲ့တူပါရဲ့မြတ်စွာဘုရားတဲ့ဘုရားတပည့်တော်တို့ဒီလိုလှူရတတ်ရတဲ့အချိန်ခါမှာနည်းနည်းလေးလှူတဲ့ပုဂ္ဂိုလ်လည်းပါပါလားဗျာအများကြီးလှူတဲ့ပုဂ္ဂိုလ်လည်းပါပါလားဗျာထိုကဲ့သို့လှူရတတ်ရတဲ့ပုဂ္ဂိုလ်များသည်ကုသိုလ်ကောင်းမှုကိုသာလျှင်ပြုသည်မြည်သောကြောင့်မြတ်စွာဘုရားအကျိုးတွေမြည်မြရပါလိမ့်မလဲလို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကိုရှောက်ထားတယ်ရှောက်ထားပြီးတော့မြတ်စွာဘုရားတဲ့နည်းစီများစီမဟုတ်တရားရှိနဲ့လှူကြတတ်ကြတဲ့သူတော်ကောင်းတွေအားဒီဒါနကြီးပြုလို့စုပေါင်းပြီးတော့ဘုံသွားကြီးလောင်းလို့ယခုကဲ့သို့ဘုရားမှုရှိတဲ့တန်ဃာတော်တွေဖုံးပေးတော်မူကြရပါသည်ဘုရားအင်မတန်မောမြတ်ပါဗျာ
အင်မတန်မမြတ်ကြပါဖရာနဲ့တရားနာပိသမြတ်စွာဘုရားကိုလျှောက်ထားပြီးတော့အဲ့ဒီနိဗ္ဗာန်ဆိုယောက်ျားကယခုကဲ့သို့လှူလိုက်တဲ့ချိန်ခါမှာခုနကပစိုးတဲ့ဓာထိုးပြီးယူသွားတဲ့ဘီလာလပရကဥကြောင်လက်သေးကြီးကလေဟာမာဘီငါသိမှားနေပါဘောလားငါနာမည်ကိုထုံမပြောတဲ့အပြင်ကြည်စံနဲပြီးများစီမဟုတ်စုပေါင်းပြီးတော့လှူတဲ့အလှူကြီးကိုချိန်မထောက်ပနာပြုလို့မြတ်စွာဘုရားနဲပြီးများစီမဟုတ်စုပေါင်းပြီးတော့လှူကြလို့ရခုကဲ့သို့ဘုရားမှုရှိတဲ့တန်ဃာတော်တွေဖုံးပေးရပါဘုရားသာသနာတော်ကြီးကြည်ပါအောင်ဘုရားကြီးတော်ဒီလိုနိဗ္ဗာန်တော်ပြုရပါဘုရားနဲ့ငါအပြစ်မပြောတဲ့ပြင်ဒါနရဲ့အပေါ်မှာချိန်မထောက်ပနာပြုတဲ့ယောက်ျားဒီနိဗ္ဗာန်ဆိုအာငါစော်ကားမိခြင်းသည်မာလေစွာငါသတ်မလို့ဓာကြီးယူလာပြီးတော့ထားတဲ့အာဃာတကြီးဒီသူတော်ကောင်းကြီးအာဃာတောင်းမှရင်တောင်းမှမတောင်းပန်လို့ရှိရင်ဖြင့်နတ်ထံသင်ပြီးတော့ငါအုတ်ခေါင်းခုနှစ်စိတ်ကွဲကြီးရဲ့တတိတရားရလားတတိတရားရလာတော့မဖြစ်ဘူးငါတောင်းမှပဲဆိုပြီးတော့နိဗ္ဗာန်တော်ယောက်ျားကိုတောင်းမှအော်နိဗ္ဗာန်ဆိုယောက်ျားသင်အားငါမကောင်းလို့စိတ်ထားပြမိုင်မဲစွာကြံမိခဲ့သည်သင်အားလေငါကြံယုံတယ်မကဓမ္မကြည်စမ်းထားမြတ်လားဓမ္မဟောဒီထားနဲ့ငါနာမည်ထုတ်ပြောပြီးတော့များတန်ခါပိဋကလူပိဋကထဲမှာအရှက်ခွဲလိုက်ပါကသင်သေးဝဲဝဲအောင်တတ်မယ်ဆိုပြီးတော့ငါကြံစည်ပြီးတော့လာခဲ့တယ်ဒီလိုကြံစည်လာခဲ့တဲ့စရိတ်စိတ်မတွေ့သည်သင်အပေါ်အသူတော်ကောင်းငါပြင်မှန်းပြီလို့အပင်ယောက်ျားငါအပြစ်တွေသိခံပါတော့ငါအပေါ်အတနာငယ်ညာတပြင်းထိုးအပြစ်အားထိုးအပြစ်များမကြရောက်အောင်သိခံပါတော့အဲ့ဒါလို့တောင်းမှနဲ့အတန်ကိုဖျားကြားရောဖျားကိုတော်မြတ်ကြားတော့ဟဲ့နိဗ္ဗာန်ဆုံးဒါရကသင်အားခိုးတထေးကဘာပြောတာတော့မှန်လားပါဗျာဘုရားတပည့်တော်အပေါ်မှာသူဒီလိုကြံကြောင်းပါတယ်ဗျာသူဒီဘုရားတပည့်တော်အားနည်းနည်းလေးလှူတဲ့တထေးမှုကဲ့ရဲ့ပြစ်တင်ပြီးတော့ငါနာမယ်ထုတ်ပြောရင်တတ်မယ်ဆိုပြီးဓာတ်နဲ့လိုက်လာပါဗျာအခုတော့ဘုရားတပည့်တော်ကဒီကဲ့သို့သူ့အပြစ်ကိုမပြောဘဲနဲ့နည်းများမှုလှူကြတဲ့ပုဂ္ဂိုလ်တွေအားဒါနရှင်တွေအားချင်းမုန်းသဖြင့်သူ့အပြစ်ရှိနေတာကိုသိပါသောကြောင့်တပည့်တော်အားတောင်းပါပါတယ်ဗျာကောင်းပြီဟဲ့ဘီလာလပရကကထေဟဲ့မောင်ကြောင်လည်းသေးဟဲ့မောင်ကြောင်ခြေရကထေကြီးဘောဘုရားကဘယ်တော့တထေမောင်ကြောင်လည်းသေးနိဗ္ဗာန်စောကြီးရဲ့စိတ်ဓာတ်တွေကိုလည်းသင်သိပြီလှူတဲ့ဌာနနဲ့ပတ်သက်လို့ငါဘုရားဟောမကွဲလို့ဘုရားကိုယ်တော်မြတ်ကမဟာမင်းရထပုညသနတ်မန္တောအာဂမိတတိဥရဘေဒုနိပါတေနဥရာကုံဘောဟောပိပုရတိလို့မြတ်စွာဘုရားကပုရတိဒီရောပုညသထောကံပြီးအာစီနာလို့ဟဲ့တထေနာထောင်ဆောင်ကွဲမန္တဝနီနဲ့ပြုအပ်သောကုသိုလ်ကံသည်ငါအာကမိတတိအကျိုးပေးသောအဖြစ်မရောက်လာလက်တံမစ္စိတ်ထဲကနည်းနည်းလေးလှူလို့များငါအကျိုးရမယ်မဟုတ်ပါဘူးလို့မအောင်မိပါနဲ့တဲ့နအာကမိတတိအကျိုးပေးသောအဖြစ်မရောက်လာလက်တံဣတိဤသို့ပုံညတ်တာကောင်းမှုကိုမောင်အမြင်ကြီးထားမထေမမြင်မမှတ်ထင်ဟာမအောင်မိလိုက်ပါနဲ့မောင်ကြောင်လက်သေးတော့ပါအောင်မလို့မောင်ကြောင်လက်သေးဥရဘိတုနိပါတေနာရေတကောက်မြကြခြင်းဖြင့်ဥရာကုံမောပိရေအိုကြီးသည်ပုရတိယထာပိတကဲ့သို့ဟဲ့တထေးမောင်ကြောင်လက်သေးနားထောင်စားဟေ့ကုသိုလ်များနည်းတယ်လို့မအောင်မိပါနဲ့ကုသိုလ်ပြုတာနည်းလို့အကျိုးမပေးဘူးလို့လည်းမထင်မှတ်ပါနဲ့တဲ့ရေအိုးကြီးကိုအပေါ်ကနေပြီးတော့တပေါက်ကြတဲ့ရေပေါက်ဖြင့်လေရေအိုးကြီးပြည့်တဲ့ကဲ့သို့တဲ့ဒီတော့ပညာရှိသည်ထောကံပြီးအနည်းငယ်မြလေးဖြစ်တော်ကုသိုလ်ကိုအာစီနံတော့ပွားများစေမှုလုံးလာပြုစီရှိသောပုညတကောင်းမှုဖြင့်ပုရတိပ
ပြည်လေတော်ကြီးအမောင်တစ်ထဲလို့မြတ်စွာဘုရားကိုတော်မြတ်ဒီဒေသနာဟောလိုက်တော့လေဖယားတရားဟောနေတဲ့အခိုက်အတန့်ဒေသကြီးနဲ့လည်းအာယုံဆိုင်သစ္စာလေးပါမြင်သွားပုံလေဟာမြတ်စွာဘုရားတရားနာရမှာငါရင်နဲ့ငါစိတ်ထဲပူရှင်းသွားပါလားငါဒီယခုနိဗ္ဗာန်သောကြီးအားမရစိတ်မတ်တဲ့စိတ်နဲ့သင်တတ်နိုင်သင်လူပါလားကိုမလှူနိုင်မဲနဲ့ညာဘာဖြစ်လို့သူများတွေတိုက်တွန်းပြီးတော့နေရတာတော့ဖယားအမှုရှိတဲ့တန်ဃာတော်တွေပြင့်ပြီးတော့သူများတွေကိုဘယ်နဲ့ကြောင့်မဲဆွဲနေရတာတော့လို့စိတ်နဲ့သင်တတ်နိုင်သင်လူပါလားကိုမလှူနိုင်ပဲနဲ့ညာဘာဖြစ်လို့သူများတွေတိုက်တွန်းပြီးတော့နေရတာတော့ဖယားအမှုရှိတဲ့တန်ဃာတော်တွေပြင့်ပြီးတော့သူများတွေကိုဘယ်နဲ့ကြောင့်မဲဆွဲနေရတာတော့လို့ငါဒီမကောင်းတဲ့စိတ်တွေထားမကောင်းတဲ့စိတ်ထားနဲ့များမလှူပဲနဲ့တထေးဖြစ်တော်လဲကြောင်လက်သေးရာလိုထင်အောင်လက်သုံးကြောင်းနဲ့လှူခဲ့ခြင်းကြောင့်ငါမှာဘီလာလပတကတထေးဦးကြောင့်လက်သေးဆိုတဲ့မကောင်းတဲ့နာမည်ကြီးတောင်ရခဲ့ပါလားဒီလိုနာမည်ရလာရုံနဲ့ကကြည်စံငါနာမည်ထုတ်ပြောရင်ဒင်းကိုတတ်မယ်ဆိုတဲ့ငါမကောင်းတဲ့စိတ်ဓာတ်ဒေါသတရားတွေဖြစ်ပေါ်လာတော့အခိုက်အတန့်မှာနှခမ်းလေးများဆက်ဆက်တုံးလို့လက်တီကြည်ပေါအောင်ဆုပ်လို့ဓာရီပဆိုးတဲ့ဖွဲ့လို့ဟေးသူများကိုတတ်မလို့ငါဒီလိုကျမ်းနေတဲ့အချိန်ကြီးဟဲ့ဘီလာလပရကမင်းဆင်းရဲသလားချမ်းသာသလားပြန်ကြည့်လိုက်တော့သူများမတတ်တာအပထားတတ်မယ်လို့ကြံစင်ကလေးကမင်းစိတ်တွေဒေါသနှိပ်စက်လို့ဆင်းရဲပါကလားဒီဆင်းရဲခြင်းကိုပဲလျင်ဒုက္ခသစ္စာဆင်းရဲတာအမှန်တရားပဲလို့သိလာပြီပြိဿကြီးမသိဘူးလားသိပါရဲ့ဗျာဒီလိုမကောင်းတဲ့အကျဉ်းလေးဆင်းရဲတာအမှန်တရားပဲလို့ဒုက္ခသစ္စာကိုသိလာတော့ဒီဒုက္ခသစ္စာတွေမင်းဘာကြောင့်ဖြစ်လက်စာတတ်တော့သူများတိုက်တွန်းတာမလှူနိုင်ပဲနဲ့လက်သုံးချောင်းရလေးတင်လှူပြီးတော့ပစ္စည်းတွေကိုမာခံမာကိုနှမျောတဲ့လောဘနောက်ငါကိုမကဲ့ရဲ့ပဲနဲ့ချိန်မုန်းတာကိုလိုချင်တဲ့လောဘဒီလောဘတရားသည်ငါဆင်းရဲအောင်လုပ်တဲ့တမှုရိယသစ္စာခေါ်တဲ့အကြောင်းတရားပါလားမြင်လာပြီပြိဿဒုက္ခသစ္စာကိုသိသည်တမှုရိယသစ္စာကိုသူ့ကြောင့်ဒုက္ခဖြစ်တာပါပဲလို့ပေါ်လာတာနဲ့တပြိုင်နက်ဟောလောဘကိုသူမဲ့နဲ့တတ်တော့မယ်ပြိဿကြီးလောဘကိုသူဘာနဲ့တတ်မှာပါလိမ့်မဲ့နဲ့တတ်မဲ့ဆိုတာဘာပါလိမ့်ပါဠိပြမက္ခတဲ့ပြိဿရဲ့မက္ခဆိုတာပါဠိမြန်မာလိုပြန်တော့လမ်းမယ်ရဘယ်လိုလမ်းလုံးဆိုတော့လမ်းမှန်နှစ်ခုရှိတဲ့နေရာမှာလမ်းမှန်လို့ရတယ်ဒီတော့မက္ခဆိုတဲ့လမ်းဒီလမ်းမှန်လားလမ်းမှားလားဆိုကြည့်လားမသမ္မာဒိဋ္ဌိကောင်းသောအယူသမ္မာသင်္ကပ္ပကောင်းသောအကြံသမ္မာဝါစာကောင်းသောစကားသမ္မာကမ္မန္တကောင်းသောအမှုသမ္မာအာဇီဝကောင်းသောအသက်မွေးခြင်းဧဒါကြီးအခုဆိုခဲ့တာတွေကမကောင်းတာများပါရဲ့လားသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝဟောကောင်းတာကြီးပဲတက်လာနောက်ထိုသမ္မာသမ္မာဝါယမကောင်းသောလုံလပြုခြင်းမကောင်းတာပါရဲ့လားပြိဿသမ္မာတတိကောင်းတာတွေကိုသတိရခြင်းသမ္မာသမာဓိ
ကောင်းတာတွေသတိရခြင်းကြောင့်မိမိစိတ်တွေကြည်လင်ခြင်းတတိကဆက်လိုက်တော့တမာရီဧကကရာဖြစ်လာတယ်ကြည်လင်လာမကြည်လင်ဘူးလားပြိဿကြီးခုနကဒုက္ခသစ္စာသမုဒယသစ္စာဆိုတဲ့လောကီသစ္စာနှစ်ပါးကိုသိလို့ပယ်ပြီးတဲ့နောက်သူပါနဲ့ပယ်တယ်လေလို့ဆိုတော့မဲ့နဲ့ပယ်တယ်မဲ့နဲ့တတ်တယ်မဲ့နဲ့ဖြတ်တယ်ပြိဿကြီးဘာနဲ့ဖြတ်တယ်ဒီလိုမဲ့နဲ့ဖြတ်လို့မဲ့စိတ်လာတာနဲ့တပြိုင်နက်និရောဓသစ္စာခေါ်တဲ့နိဗ္ဗာန်ကြီးမျက်မှောက်ပြုနိုင်မပြုနိုင်ပြုနိုင်ပုံသူ့ညံသွားနေပုံလေးကိုကိုင်းတရားနာပိဋကနည်းနည်းလေးအာယုံစိတ်ဆန်းကြုတ်ပြောဉာဏ်စဉ်ကလေးခတ်တုတ်တုတ်လေးတက်ပေးရအောင်ခြေပိုင်းဝိပဿနာသီးသားမဟုတ်ပေပဲလို့မြတ်စွာဘုရားကိုတော်မြတ်ကြီးခေါ်နေတဲ့အခိုက်အတန့်ဘီလာလာဘရကလို့ဆိုတဲ့ဥကြောင်ခြေရဥကြောင်လက်သေးသည်မှန်တော့ဒီတဲ့ဥကြောင်လက်သေးကြီးတွေပါမှာစိုးရင်လို့ဥကြောင်လက်သေးမဖြစ်စေခြင်းလို့ဒါပေမဲ့လို့ဥကြောင်လက်သေးကြီးမိုက်တုံးကမိုက်မှားတုံးကမှားလောဘတရားဖိစီးလို့ဒေါသတရားဖိစီးလို့ဘယ်လိုပင်ဆိုးရခဲ့တော့လဲတနေ့ကျတော့မိုက်မောင်နေဆွဲသွားလို့ကျုပ်ကမိုက်မောင်တွေဆဲကြောင်လက်သေးလို့အခုမိုက်မောင်နေဆွဲတဲ့တရားကိုကျုပ်ဟောမလို့ပြုမြတ်စွာဘုရားကိုတော်မြတ်ဟောနေတော်မူတဲ့ခယတပြစ္ဆုတ်ပံမောတဲ့တဲ့ထိုင်၍တင်းမကသင်္ခါရတရားတွေကိုရှုလိုက်တာသဘာဝသစ္စာကိုအတိကလေးစိတ်မိလာတော့ကလျာဏပုထုဇဉ်တဲ့ပြိဿကြီးဘာပုထုဇဉ်တော့အကြောင်းနဲ့မြင်စုလသောတာပန်လက္ခဏာအစအဆုံးနဲ့အတိကလေးစိတ်ပြီးတော့ကမှကြာစေရုံနာကလေးပေါ်မှာလက္ခဏာသဘောလေးတွေမြင်လာပြန်တမ္မတနာခေါ်တဲ့ညာဘာညာလုံးမျိုးလက်ကလေးချိုးထားရင်ပိုကောင်းမယ်ပြိဿချိုးထားတစ်ချောင်းကြည်ရင်အကြည့်မခံတော့ပါကဖြစ်ပြလည်းရင်အောင်အယုံနာတီဥရိယဘယခေါ်တဲ့ညာဘယ်နှချောင်းလုံးမျိုးကြည်ရတော့ယုံနာကဖြစ်ပြမြောင်အတိညာကမအောင်မလိုက်နိုင်အဖေရင်မရှိလို့မအောင်မလိုက်နိုင်တော့ဖြစ်တာတွေပျောက်ပြီးတော့ပြက်တာတစ်ခုတည်းသဘာဝပေါ်ရောက်လာတော့ဘင်ကညာဘယ်နှချက်တော့လောကကြီးတစ်ခုလုံးပင်လေရေဇွန်းနဲ့ခတ်တော့ဇွန်းနဲ့ရေငန်းနဲ့ပြီးတော့ပင်လေတစ်ပြေလုံးရှိတဲ့ရေတွေထို့တူငန်းနဲ့လို့သိပြီးသားခဲ့တော့ဗဟိတယုံနံတွေကိုပါအစ္ဆဒယုံနံကခြေလို့ပင်လေရေဇွန်းနဲ့ကငန်းတယ်လို့တဲ့အစ္ဆဒဟာယုံနံအပြက်ကိုမြင်လိုက်တော့ဗဟိတယုံနံပြက်တွေကိုပါမြင်တော့လေဒီမှာပရိသတ်အကိုခြင်းရလည်းမရှိဒီယုံနံပြုရရပါပဲဒီယုံနာရဲ့ဗါတဲ့ကျွတ်တို့လေဒီဆရာကြီးကငါတလုံးနဲ့အသုံးနဲ့ကျဲသုံးလွဲမြုံလိုက်ဘုံနဲ့တုံဟက်တဲ့ဆူညာမြူလောက်ကမှမချမ်းပူလျောင်းကတောင်းကြီးအမြဲငဲ့တဲ့စေမဆဲငဲ့ချွေတော့အပယ်မီကအပြီးကုန်စင်ဘုံတခွင်တွင်းလောက်မြဲပြောင်းနဲ့တက်ရှိပါပြီအမိုက်တဲ့ဝတ်နွယ်ကာမဝကိလေသာဝဝိပါကဝတောင်းတရဲ့လောက်ရတွေ့အောင်မတဲ့ပြုတ်အမိုက်တဲ့ဝတ်နွယ်ဖြစ်မစဲငါးတော်အာယုပြုလိုက်တော့ခုတရားနာရင်မျက်စိနာလျာကိုအဖြစ်မစဲအတိအာယုကလေးတွေနဲ့လဲပြီးတော့ကမှတဲ့နေကျွဲတကယ်မလို့သူကလာမောက်တော့တယ်နောက်ကမှဖမ်းလာလေအခါခုတွင်တစ်ခုကဝင်ရလေအခုလိုပဲတဲ့တော်တော်ကောင်အနေနဲ့မအိုခြင်းမဲနဲ့အိုမနာခြင်းမဲနဲ့နာမသေးခြင်းမဲနဲ့သေပြီးတော့ပူဆွေးဒုက္ခတွေနဲ့အခါခုတွင်တစ်ခုကဝင်ရဟာလေသင်္ခတကြီးယုံနာရဲ့လို့ဆံရတဲ့ခြေပြပြုတယ်ရပါပဲဒီယုံနာရဲ့အာထုတ်ရပါပဲဒီယုံနာရဲ့ဒီယုံနာကိုဟောင်းညမတင်စီဟိနိုင်လို့ဒီမိတွေပဲလည်းမမဟာငြိမ့်ရမယ်လို့လည်းဒီဆရာကြီးကဒါကြောင့်
အဲ့ဒီမိတွေမြင်လာတော့ကြောက်ဖွယ်ရာကြီးလို့ထင်တော့ဘုရားညာဘယ်နှချောင်းလုံးမြို့ဟိုထဲမှာကူသွားပြီဗဟာနာပဲကူတိရဏကလွန်ခဲ့ပါပြီဘယ်လိုကြည်ကြည်အကြည့်မခံရုံနဲ့အပြစ်တွေမြင်းမြန်းတော့အပြစ်တွေမြင်းမြန်းတော့အာဓိနဝခေါ်တဲ့ညာဘယ်နှချောင်းလုံးမြို့ချိုးတာနော်အချောင်းတွေလွဲကုန်မယ်ဒီစင်မောင်နေရင်ဖြင့်ဒီဒုက္ခတွေဖြစ်တော့မှာပဲလို့သိရင်တိုက်ကြီးတဲ့နေတဲ့လူသည်ငရင်ငါလှုပ်တော့တိုက်ကြီးပြိုပြီးတော့မလို့သိရင်မနေချင်တယ်လို့ဒီယုံနာမညီငွေတဲ့နိဗ္ဗိဏခေါ်တဲ့ညာဘယ်နှချောင်းလုံးညလွတ်ချင်းတော့ဘယ်ကပါလိခန္ဓာဝန်ကြီးကလွတ်ချင်းတော့မုံစီတုကမြတာခေါ်တဲ့ညာဘယ်နှချောင်းလုံးဘယ်နှချောင်းလုံးအပြင်းမြုံကြည်ပฏิသင်္ခါညာလို့ဖြင့်တက်လာပြီးခါပฏิသင်္ခါညာထဲလိုက်တော့ဘယ်နှချောင်းလုံးအော်ညာစဉ်ဆယ်ချက်ဆိုဘယ်လိုခတ်သွက်သွက်လေးတက်ပေးနေတော့သဘောမပေါက်မှလည်းစိုးရနည်းနည်းလေးဥပမာလေးနဲ့နှောက်လိုက်ကြအောင်စို့မုံစီတုနဲ့ပฏิသင်္ခါဥပမာပြောနားလဲပါတယ်ခင်ဗျားတို့လူတယောက်တရားနာပိသတဲ့ငါး၌ပိသကြီးလူတယောက်ပါ၌ငါး၌တာကျွင်းနဲ့လေလက်မောင်းရင်းထိအောင်ကျုံပြီးတော့ကုတ်နှိုက်လိုက်ရင်မရွှွန့်နေကလို့မေးစီနဲ့ဘွက်တွေနဲ့ထိနှိုက်လိုက်တော့တွေ့ပါကွာငါရအောင်နဲ့ကြီးလေစီကိုဆုံးမိတာပိသကြီးဘယ်ဆုံးမိလေစီပြီးအောင်ပြောမပီချပြင်းကလွန်လို့အဲ့တော့ပြီးအောင်ပြောဘာဆုံးမိတုံးပိသနောက်ကလူတွေကမပြောနိုင်နဲ့သူများပြောတာရှောက်ကြည့်လေရီဆုံးပြီးတော့တွေးပါကွာငရအောင်နဲ့ကြီးဆိုပြီးတော့တအားဆွဲထုတ်အရှိကြီးပါလာဟာမွေကြီးဟာလာပါမလီလာမွေကရင်သေးတယ်ဆိုတာသိတတ်တဲ့လူသားကဘေးကကြီးအဲ့ဒီမွေကြီးသူ့လက်ထဲကြားနေခြင်းလားလွတ်ခြင်းမွေကရင်သင်မဲဆိုတာဒီလိုမွေကြီးလက်ထဲကလွတ်ခြင်းတယ်လို့တဲ့အသေးမလွတ်တဲ့ခန္ဓာဝန်ကြီးမှလွတ်ခြင်းတဲ့သဘောလေးကိုမုံစီတုကမြတာညာသဘောပေါက်ရဲ့လားပြေးသားနောက်မွေကြီးခေါင်းပေါ်ကရမ်းပြီးတော့လွှင့်ပြေးသုံးနဲ့ပြေးဒီကောင်ကြီးငါနောက်ကလိုက်လာသေးသလားလို့ပြန်ပြီးတော့ကြည့်အဲ့ဒီလိုပြန်ပြီးတော့ကြည့်တဲ့သဘောကပฏิသင်္ခါညာလက်ချိုးလို့10ချောင်းဖြစ်နေအောင်မယ်မုံစီတုနဲ့ပฏิသင်္ခါကိုသဘောမပေါက်မှဆိုရင်လို့ထပ်ပြီးဥပမာလေးနဲ့ပြောတာ10ချောင်းနော်ပြေးသားကြီးပဲနဲ့ရှောင်းရှိသွားတော့တဲ့ကလည်းပူနေကလည်းပူခြေတော့ကလည်းပူခိုးစရာကလည်းမရှိဟမလီပြေးလည်းပူရက်လည်းပူဖြစ်သွားလည်းပူတော့အရိတ်ကြီးများတွေ့ရင်ကောင်းမှာပဲလို့အရိတ်ကိုလှမ်းတော့အပိညာကအပူစခန်းလေးပေါ်မှာမနေသလိုကြာတော့လေဒီမှာပရိသတ်ပြည့်နေတဲ့ယုံနဲ့သင်္ခါရတွေလွတ်ပြီးတော့ပြစ်လိုက်တဲ့ချိန်ခါမှာသင်္ခါရုပ္ပခါခေါ်တဲ့ညာနဲ့ဘယ်နှချောင်းလုံးညဘောဓိမခိယ139ပါးနဲ့အစဉ်လျော်ပြီးတော့နိဗ္ဗာန်ကိုရောက်အောင်အမြင်မျှော်ကြည့်တဲ့အနုလောမခေါ်တဲ့ညာဘယ်နှချက်တို့အဲ့ဒီလိုညာစဉ်ဆဲချက်ကတက်ပြီးတော့ကမှအခြေခံပြီးပရိကံနီလျော်ပြီးဥပဇာနုလို့ဟောဒီကအရေးဒီဘက်ကအပူနာရရှိသလိုညာစဉ်ကတက်၍ခုတ္တရဘူးညာဖြင့်အရေးချက်ကပြည့်လဲပြီးတော့ဝင်လာရသလိုနေဘူးထဲမှာအရေးနားလေးအတွင်ကိုဝင်လိုက်ရတယ်လို့ဓမ္မပရိသတ်ကြီးအင်ကြီးလေးများလှပ်ပြီးတော့လေဟောဖူးကနဲ့မဟုတ်ရင်နားလိုက်ရတယ်လို့ဝိပဿနာဉာဏ်မှလွတ်တဲ့မောက္ခဏတတ္တိဖြင့်ကိုတရဘူးညာသူယူခြင်းတဲ့နိဗ္ဗာန်ကိုလည်းသစ္စိတနာတတ္တိဖြင့်မညာပတ္တိတတ္တိဖြင့်ဖုန်ညာကြလို့ဟောဓမ္မမတဖောကိုကူး၍ဒိဋ္ဌိလို့ဆိုတဲ့မိုက်နေတဲ့မှောင်ကြီးနဲ့တကွဒုလောတန်လျာဖြစ်တဲ့ဝိစီကိစ္စတွေဆဲလို့ဥ
ဦးကြောင်လက်သက်သည်သောတာပန်အစီဖြစ်ကြီးဖြစ်ရရှာလေတော့တည်းဧသာဦးကြောင်လက်သက်ဘာတွေဆဲသွားတယ်မိုက်မောင်တွေဆဲသွားတယ်ဘာတွေဆဲတော့ဒီနေ့တရားနာပိဿရှေ့ပိုင်းမှာမိုက်မောင်တွေဆဲကြောင်လက်သေးဆိုတဲ့တရားဏိကုံခဝဒီနေရာမှာဒိဋ္ဌိနဲ့ဝိသိကိစ္စကွာလို့သောတာပန်ဖြစ်တဲ့နေရာမှာခိတ္တခဏရဆိုင်လို့ကျုပ်ဟာပတိုင်းပေးမယ်ဗျာဘဝရိနာမမေ့မလျော့မပေါ့မဆန်းတော့တတိတရားဖြင့်တံပါရိထခွန်ဆိုင်အားဆိုင်နံပါတ်1ကြိုက်တဲ့လူတွေမို့ကြိုးစားပြီးတော့လူတန်းလိုက်နိုင်ကြပါစေကုန်သတည်း